မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကင်းနီမှာစစ်တပ်စစ်ကြောင်းတွေကဖရူဆိုထိရောက်ရှိလာပြီးစစ်တပ်ကိုအနိုင်ယူနိုင်ရေးစီးလုံးညီညွတ်မှုအရေးကြီးတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်ကတတိပေးပါတယ်။မင်းကင်းမြို့နယ်မှာရွက်ကောက်ပွဲဝင်ရင်လုံခြံတက်ဖြတ်ခံရနိုင်တဲ့အတွက်မင်းကင်းမောင်မြင့်ကနေပြည်တော်ဇမူသီရိမြို့နယ်မှာသာရှင်ပြိုင်တော့မဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကင်းနီမှာစစ်တပ်စစ်ကြောင်းတွေကဖရူဆိုထိရောက်ရှိလာချိန်မှာစစ်တပ်ကိုအနိုင်ယူနိုင်ရေးအတွက်စီးလုံးညီညွတ်မှုအရေးကြီးတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီကတတိပေးပြောဆိုလိုက်ပါတယ်။တင်ပါလာ28ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပါတယ်။ကင်းနီရိုးရာဒီကူပွဲတော်မှာဒုစစ်ဦးစီးချုပ်မာဝီကတတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ကင်းနီပြည်မှာစစ်တပ်စစ်ကြောင်းတွေကဖရူဆိုထိရောက်ရှိလာတာကြောင့်2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကတစ်လေးလုံးစစ်စစ်ရေးမတိုင်မီအခြေအနေကိုပြန်လည်ရောက်ရှိလာတယ်လို့လည်းဆိုပါတယ်။အဲဒါကြောင့်တော်လန်တပ်တွေအနေနဲ့စီလုံးညီညွတ်စွာနဲ့ပြန်လည်တိုက်ခိုက်ရမယ်လို့လည်း KNDF ဒုစစ်ဦးစီးချုပ်မာဝီကတတိပေးပါတယ်။ KND ပြည်တွင်းမှာကောက်ခံရရှိထားတဲ့အခွန်ငွေတွေထဲကနေ60%နီးပါးကိုစစ်ရေးအတွက်အသုံးပြုထားပြီးမဲ့လည်းအဖွဲ့ခွဲများစွာရှိနေတဲ့အတွက်ခွဲချမ်းစိတ်ဖြာနေရတာကြောင့်အလဟတဖြစ်ပြီးရှေ့မရောက်တော့ဘူးလို့လည်းအခုလိုထုတ်ဖော်ပြောဆိုလာပါတယ်ကျွန်တော်တို့တလအခုဘန်ဒါငွေရရှိမှုကိုရနီပြည်နယ်မှာ3,000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ပါအဲ့ဒီ3,000လောက်ထဲမှာ4,000လောက်ကကာကွယ်ရေးဘက်မှာအသုံးပြုတာဖြစ်ပါတယ်4,000ဆိုတဲ့ချီပတ်စံအရေးအတွက်ဟာကိုယ်မှာ AKG 4 သိန်းဝယ်လို့ရပါတယ်ကျွန်တော်ဒီမလာခင်မှာစစ်တပ်တပ်ရင်တရင်ကိုကျွန်တော်တို့သိမ်းတယ် AKG တသိန်းကျော်လေးပဲကုန်တပ်ရင်တရင်ကိုပြန်မြအားဖြင့်တသိန်းနဲ့သိမ်းလို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်တလားရတဲ့ငွေတွေကကြီးစံ4 သိန်းဝယ်လို့ရရင်အနည်းဆုံးတပ်ရင်2ရင်3ရင်ကိုတာလေးသိမ်းလို့ရဒါပေမဲ့စိတ်ပြက်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နှ%ကလလာတာကဘယ်နှ%KNDF ကဘယ်နှ%ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တပ်ဖွဲ့ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းခွဲပြီးတော့မှဘယ်တပ်ရင်မှမသိမ်းနိုင်ပဲဖြစ်နေရပါတယ်အဲ့တော့လူထုအနေနဲ့ဒါတွေကိုများတွန်းအားပေးဖို့လိုပါတယ် KND ပြည်မှာစစ်ကောင်စီကိုအနိုင်ရဖို့ဆိုရင်နံပါတ်1မှာစီလုံးရမှာဖြစ်တယ်လို့နံပါတ်2ကတော့ရှိတဲ့ resources တွေကိုပုံအောပြီးသုံးနိုင်မှပဲနိုင်မှာဖြစ်တာကြောင့်အဲ့တော့အခြေအနေကိုစ조사ဆဲဖြစ်နေတယ်လို့မာဝီကပြောပါတယ်တတိရှိသလိုလုံနိုင်စွမ်းလည်းရှိပေမဲ့လည်းမအောင်မြင်ရသေးတဲ့အကြောင်းကတော့ organizational centric အရန်များနေတဲ့အတွက်ကြောင့်မအောင်မြင်နိုင်သေးတာဖြစ်ပြီးစစ်မိတ်စာတွေကိုအမြန်ဆုံးတွန်းလှန်နိုင်ဖို့အလဲထိုးနိုင်ဖို့ရာအတွက်ဆက်လက်စ조사ရမယ်လို့လည်း KNDF ဒုစစ်ဦးစီးချုပ်မာဝီကတတိပေးပြောဆိုလိုက်ပါတယ်ရှင်။စကိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်မှာရွေးကောက်ပွဲဝင်ရင်လုံခြံတပ်ဖြတ်မှုတွေဝန်းရံသူတွေတိုက်ခတ်ခံရမှာဖြစ်တယ်လို့ဆိုပြီးမင်းကင်းမောင်မြင့်ကနေပြည်တော်ဇမူသီရိမြို့နယ်မှာသာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရှင်ပြိုင်မယ်လို့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။2010ရွေးကောက်ပွဲနဲ့2015ရွေးကောက်ပွဲမှာမင်းကင်းမြို့နယ်ကနေအနိုင်ရရှိခဲ့တဲ့ကျန်းဖို့လွှတ်တော်အမတ်မင်းကင်းမောင်မြင့်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာမင်းကင်းမြို့နယ်ကနေမပြိုင်တော့ဘဲနေပြည်တော်ဇမူသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြိုင်မယ်လို့လည်းပြောပါတယ်။မင်းကင်းမြို့နယ်မှာတွားရောက်ရှင်ပြိုင်ရင်လုံခြံတပ်ဖြတ်ခံရမှုတွေနဲ့ဝန်းရံသူတွေတိုက်ခတ်ခံရမှာကိုဆိုရင်ပြီးမင်းကင်းကမဲဆန္ဒရှင်တွေကိုမထိခိုက်မနစ်နာစေခြင်းတဲ့အတွက်နေပြည်တော်ကနေတဆင့်ရှင်ပြိုင်မယ်လို့ထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်။မင်းကင်းမောင်မြင့်ခေါ်ရဲမြင့်ဟာအသက်68နှစ်ရှိနေပြီဖြစ်ပြီးစစ်တပ်မှာဗိုလ်မှူးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်အရာရှိတဦးလည်းဖြစ်ပါတယ်။အာနာရှင်ဟောင်းတန်းရွှေလက်ထက်မှာ2004ခုနှစ်ကနေ2011ခုနှစ်ထိနိုင်ငံသားရေးဒုဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး2010ရွေးကောက်ပွဲမှာမင်းကင်းမဲဆန္ဒနယ်ကနေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတာလည်းဖြစ်ပါတယ်။သိန်းစိန်အစိုးရလက်ထက်မှာလည်း2011ကနေ2012အထိအလို့သမားဝန်ကြီးဖြစ်လုပ်ကင်ခဲ့တယ်လို့2012ခုနှစ်ကနေ2016ခုနှစ်မှာတော့စက်မှုဝန်ကြီးဖြစ်တာဝန်ယူခဲ့ဘူးသူလည်းဖြစ်ပါတယ်။2015ရွေးကောက်ပွဲမှာလည်းကျန်းဖို့ပါတီရဲ့မင်းကင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ရရှိခဲ့ပါသေးတယ်ရှင်။ဒီတစ်ခါမှာတော့ AR တိုင်းပသိမ်မြို့14ရပ်ကွက်အုပ်ချုပ်ရေးမှူးမြထေးကလူငယ်တွေကိုအလုပ်ပေးမယ်လို့ဆိုပြီးလိမ်လည်ခေါ်ဆောင်ကအကြမ်းဖက်စစ်တပ်ထံကိုစစ်မှုထမ်းတပ်သားတစ်ပြည့်ငွေကျပ်သိန်း180နဲ့ရောင်းစားနေရလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်အကြမ်းဖက်စစ်တပ်ကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးမြထေးပြူစောတီတင်အောင်စိုးနဲ့ခင်မျိုးဦးတို့ပါဝင်တဲ့အဖွဲ့ဟာပသိမ်မြို့နယ်တွင်ကျေးရွာတွေမှာနေထိုင်ကြတဲ့လူငယ်တွေကိုမြို့ပေါ်မှာအလောက်ကင်ပေးမယ်လို့ဆိုပြီးလိမ်လည်ခေါ်ဆောင်ကအကြမ်းဖက်စစ်တပ်ထံကိုစစ်မှုထမ်းတပ်သားတစ်ဖြစ်တအူးကိုငွေကျပ်သိန်း180နဲ့ရောင်းစားနေရလို့လည်းသိရပါတယ်။ဒါအပြင်အုပ်ချုပ်ရေးမှူးများထဲပြူစောတီတင်အောင်စိုးနဲ့ခင်မျိုးဦးတို့ဟာပသိမ်မြို့နယ်ကမ်းနားမှာလဲဆိုင်ကယ်တစီဆွဲနေတဲ့သားငယ်ညာကြီးဆိုလိုနဲ့လည်းပူပေါင်းပြီးခီးသွားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးကအကြမ်းဖက်စစ်တပ်ထံကိုရောင်းစားမှုတွေလှုပ်ဆောင်ကြရလို့လည်းသိရပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှူးမြထေးဟာမိမ2ယောက်ယူထားတာဖြစ်ပြီးလူရောင်းစားရာကနေငွေကြေးတွေနဲ့မြေကွက်တွေကိုဇက်တိုက်ဝယ်ယူကအိမ်ဆောက်လုပ်နေရလို့လည်းသိရှိရပါတယ်။မြထေးရဲ့ဇာတိဖြစ်တဲ့ကျောင်းကုန်းမြို့ဘိုးကျုပ်လမ်းမှာလည်းကာလတန်ဖိုးသိန်း280တန်မြေကွက်ကိုဝယ်ယူထားပြီးအုပ်ချုပ်ရေးမှူးအဖြစ်ကနေအနားယူရင်နေထိုင်ဖို့အတွက်တိုက်ခန်အိမ်ဆောက်လုပ်နေရလို့လည်းသိရှိရပါတယ်။မြထေးရဲ့နောက်လိုက်ဖြစ်တဲ့ပြူစောတီတင်အောင်စိုးနဲ့ခင်မျိုးဦးတို့ကလည်းအိမ်တော်တွေဖြစ်ပေမဲ့လည်းလူမှုရေးဖောက်ပြန်နေကြရလို့လည်းသိရပါတယ်ရှင်။ရန်ကုန်ကသတင်းတစ်ပုဒ်ကိုတက်ဆက်ပေးကြပါမယ်။ရန်ကုန်မြို့တောင်ကလာပမြို့နယ်အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာရဲပြူစောထီတွေကကင်းလက်ထွက်ဖို့အတွက်ပြင်ဆင်နေစဉ်တွင်လက်ပစ်ဗုံးမိုင်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မြို့ပြကျွဲ့ပျောက်ကြားကွန်ရက်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။စက်တင်ဘာလ30ရက်နေ့ည9:45မိနစ်လောက်ကတောင်ကလာပမြို့နယ်အမှတ်30ရပ်ကွက်ရုံးတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေနဲ့ပြူစောတီအဖွဲ့ဝင်တွေကင်းလက်ထွက်ဖို့ပြင်ဆင်နေစဉ်တွင်မြို့ပြကျွဲ့ပျောက်ကြားကွန်ရက်ကမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကလက်ပစ်ဗုံးအစစ်နှလုံးပြင်းအားမြင့်လက်ပစ်မိုင်းနှလုံးတို့နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဘုံမိုင်းတွေအလုံးရက်ွက်ရုံတွင်းမှာကြားရောက်ပောက်ကွဲသွားခဲ့လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာရဲတအုပ်နဲ့ပြူစောတီ2ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့ပြီးလူနာတင်ကား2စီးနဲ့လာရောက်တည်ဆောင်သွားတယ်လို့မြို့ပြကျွဲ့ပျောက်ကြားကွန်ရက်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။မစ်ရှင်ဖော်ဆောင်ခဲ့တဲ့မြို့ပြကျွဲ့မြို့ပြပျောက်ကြားကွန်ရက်မှာတပ်ဖွဲ့ဝင်တွေကတော့ဘေးရန်ရဲ့ကင်းရှင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။မြို့ပြကျွဲ့မြို့ပြပျောက်ကြားကွန်ရက်အနေနဲ့ဆီယနာချင်းစနစ်သက်ဆိုးရှည်စေမယ့်အာဓမရွေးကောက်ပွဲကိုအားတက်တရောထောက်ခံကူညီနေသူမတရားအာဏာသိမ်းမှုကိုထောက်ပံ့ကူညီအားပေးနေသူမိဘပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေသူတွေကိုအမြင့်ပြတ်တဲ့အထိတုတ်တင်ရှင်းလင်းသွားမယ်အပြင်ပြည်သူအာဏာပြည်သူလက်ထဲပြင်ရောက်တဲ့အထိဆက်လက်ပါဝင်တိုက်ခိုက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်